အောင်ရဲလေးနဲ့အိမ်ပေါ်မှာဖောက်ပြန်တဲ့ကိစ္စမှာချုံလွင်ကငါသားသမီးတွေကိုပြောရင်ငါကိုပြောသလိုပဲငုတ်ခံနေမှာမဟုတ်ဘူးဆိုပြီးဖော်ထုတ်လာပါတယ်။နောက်ပြီးတော့လူတွေလည်းခက်တယ်နော်။ကိုဘဝရက်တီဖို့အောင်မြင်ဖို့ဘလို့စဉ်းစားရက်တီကြမလဲမစဉ်းစားဘူး။ဒီတဲ့င်းကမှန်မသိဘူးပြောလိုက်ကြတာငါကိုလည်းလာလာမေးနေကြတာဘာဖြစ်ချင်ကြတာလဲ။သူပိုင်တဲ့ပစ္စည်းနဲ့ဘယ်အပေါက်ကိုပဲထိုးမင်းတို့အရေးပါလား။ဒါကိုပွဲလူလုပ်ပြီးပြောဆိုရင်းနေကြတာယွန်းစရာကောင်းလာပါတယ်။ဒါမှမဟုတ်နင်တို့ကိုလာမထိုးလို့ခံစားနေကြတာလားငါကရိုင်းတယ်လို့ထင်ရင်လာမဖက်နဲ့ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်ဒီ post အရာဆရာချုံလွင်ကသူ့တပည့်ဖြစ်သူအောင်ရလင်းဒါမှမဟုတ်သူနဲ့နီးစပ်သူတူဤပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရဲ့အထူးသဖြင့်လင်မဆိုင်ရာပုဂ္ဂိုလ်ရေးလှုပ်ဝက်ချက်တွေများပေါက်ကြားနေမှုအပေါ်အကာအကွယ်ပေးသည့်အနေဖြင့်ဘေးလူများကိုဝင်ပါရဲ့ပြင်းပြင်းထန်ထန်တတိပေးကသူ့လူဘက်မှမမတ်ရက်တီပေးလိုက်ခြင်းပဲဖြစ်ပါတယ်တခြားတစ်ဖက်တွင်မူမင်းသားအောင်ရလင်းရဲ့ချစ်သူဖြစ်သူအားလင်းကသူ၏တငယ်ချင်းဖြစ်သူမင်းနထုံဤ post အောက်တွင်ဝေရောက်မှတ်ချက်ပေးထားသည့်အခြေအနေမှာပုံမစိတ်ဝင်စားစရာကောင်းနေပြီပဲဖြစ်ပါတယ်မမရွှေရွှေအကောင့်မှာအသုံးပြုသူတူကအောင်ရလင်းဘက်မှနာမည်ပြမရှိစေရလူသိများတဲ့ RS relationship တစ်ခုကအချင်းစရိုက်မတူလို့ရှေ့ဆက်မတူတော့တာကိုသူတို့ကတမင်သိခါချချင်နေတာပါအောင်ရလင်းကနမချင်းကိုချင်းစားပြီးစိတ်ထားကောင်းတဲ့သူတူပါဟုရေးတာကအောင်ရလင်းအားစိတ်ကောင်းရှိသူအဖြစ်ကာကွယ်ပြောဆိုသည်ပဲဖြစ်ပါတယ်အဆိုပါကာကွယ်ရေးသားချက်အောက်တွင်အောင်ရလင်း၏လက်ရှိချစ်သူဖြစ်သူအားလင်းကိုယ်တိုင်ကာယကံရှင်အနေဖြင့်ဝင်ရောက်က Hi sis do you need some evidence of this လို့ဆိုပြီးတော့မှန်ထားတာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်ညီမလေးနဲ့ဒါနဲ့ပတ်သက်ပြီးသက်သေတွေလိုချင်လို့လားဟဲဟုလှောင်ပြောင်ထားတဲ့သဘောဖြစ်ပြန်လဲတုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်သူဤတငယ်ချင်းဖြစ်သူတူကလည်းအိမ်ပေါ်မို့နှိမ်နေပြောနေတဲ့လူတွေအိမ်ပေါ်မို့နှိမ်တာမဟုတ်ဘူးနော်ပိုင်ရှင်ရှိမှန်တည်တည်နဲ့ဖောက်ပြန်လို့ကိုနှစ်ယောက်လုံးကိုရှုံတာဟိုအကောင်လဲချက်တည်ရီကိုမရှိတော့ဘူးကြည့်ရတာအိမ်ပေါ်လက်နဲ့ကင်တာတော့ဈေးထဲကဝယ်လာတဲ့ငခုလိုလိုငစရိုင်းလိုလိုရုံနဲ့တအားရှုံမို့ကောင်းနေဆိုပြီးမှတ်ထားတာပဲဖြစ်ပါတယ်အခုဖြစ်ရကအောင်ရလေးရဲ့ပုဂ္ဂိုလ်ရေးရသို့မဟုတ်အချစ်ရေးလမ်းခွဲမှုတစ်ခုခုမှတစ်စင်တိတ်ခါကြစီမိတဲ့များသို့မဟုတ်တက်သေးအထောက်အထားအချိုးပေါက်ကြရမှာစတင်ခဲ့ခြင်းဖြစ်ကြောင်းထင်ရှားလာကိုတွေ့ရှိရပါတယ်။ဒါပေမဲ့ဆရာချုံလင်းကမူအဆိုပါကိစ္စသည်ပုဂ္ဂိုလ်ရေးရာကိစ္စသာဖြစ်ပြီးဘေးလူများအတင်းဖြင့်လှုပ်၍ပွဲရှာနေချခြင်းကိုယွန်စရာကောင်းကြောင်းမိမိတပိတ်ဘက်ကမှန်သည်ဖြစ်စေမှားသည်ဖြစ်စေအကာအကွယ်ပေးသည့်ပုံစံမျိုးဖြင့်ပြင်းထန်စွာရေးသားခဲ့ပါသည်။သို့သောအောင်ရလင်း၏ချစ်သူဖြစ်သူအားလင်းဘက်ကမူအောင်ရလင်းအားစိတ်ကောင်းရှိသူဟုဖုံးဖိကာကွယ်ပေးနေသူများကိုမချိနဲ့ပဲမိမိထံတွင်အမှန်တရားကိုသက်သေပြနိုင်မိသက်သေများရှိနေကြောင်းလူသိရှင်ကြားစိန်ခေါ်တုတ်ပြန်လိုက်ခြင်းကြောင့်လူမှုကွန်ရက်ပေါ်တွင်ပုံမပေါ်လော်ရိုက်သွားရခြင်းဖြစ်ပါသည်နောက်ထပ် update သတင်းလေးတွေသိရှိရတာနဲ့အချိန်နဲ့တပြေးညီတင်ဆက်ပေးနေအောင်ပါမို့လို့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်ရှင်